တို့နိုင်ငံမှာဗုဒ္ဓဘာသာလို့ပြောပြီးတော့ဘုရားကဆုံးမရဲ့တန်းနဲ့ဘုရားစကားဘာဖြစ်လို့နားမထောင်ကြတာပါလိမ့်မလဲလို့ဘာဖြစ်လို့တော့ဆိုဘုရားဘောတက်လဲမတိတ်ဆိတ်ဘူးဘုန်းကြီးကျောင်းသွားလဲမတိတ်ဆိတ်ဘူးဘယ်နေရာမှမတိတ်ဆိတ်ဘူးစူညံပြီးတော့နေလေးရှိကြတာတော့အံ့ဩစရာကောင်းတဲ့အနေအထားတစ်ခုပဲမစင်စားမစင်ញင်လို့ရှိရင်မသိနိုင်ဘူးဒီကိစ္စတွေစဉ်းစားဆင်ញင်မှုကောင်းတယ်ပြီးတော့ဘာသာရေးပွဲတော်လှုပ်တာကဘာသာရေးပွဲတော်ဖွင့်တယ်ကက်ဆက်တွေသချင်းတွေဖွင့်လိုက်တဲ့သချင်းတွေကကာမသချင်းတွေဖွင့်ဘာသာရေးနဲ့ကာမနဲ့ဆန့်ကျင်ဘက်ချီတစ်ခုဘာသာရေးဆိုရင်ဘာသာရေးသချင်းလေးကိုဖွင့်နေတယ်ပေါ့အဲ့ဒီစီကံချက်တောင်မှဒီမှာမရှိမပြီးပြင်းဘူးပေါ့ဘုရားဘောကလည်းဖွင့်နေတာဖွင့်တာဖွင့်တာကဘုရားဖွင့်လိုက်တဲ့သချင်းကဖွင့်နေတဲ့နေရာကဘုရားဖွင့်လိုက်တဲ့သချင်းကနာမကြားတာသချင်းမျိုးတွေဒါလေးကိုမစင်စားကြဘူးလားလို့ဒီလိုတွေးတော်မိတာပေါ့နော်ဒါကိုတယောက်တည်းလည်းဘာတော့တခုမှလုံးလို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးဒါအများစုဆိုတာ